ရေခဲတုံးအထက်မှာမျက်စိဖွင့်ထားတဲ့ငါးတွေအလွန်အေးတဲ့ရုရှားစိုက်ပျိုးရေးဒေသတစ်ခုမှာရေခဲတုံးကြီးတစ်ခုကိုဖောက်ကြည့်တဲ့အချိန်သူတို့မြင်ခဲ့တာကမျက်စိဖွင့်ထားတဲ့ငါးတွေအံ့ဩဖွယ်ကောင်းတာကတော့အဲ့ဒီငါးတွေဟာတေမထားသေးပဲရေခဲထဲမှာအေးခဲနေချိန်တောင်တက်ရှိနေတော့မှာသိပ္ပံပညာရှင်တွေကငါးချို့မှာ metabolism ကိုအပြည့်အဝရပ်ထားနိုင်တဲ့နည်းစနစ်ရှိတယ်လို့ရှင်းပြပါတယ်ဒါကသဘာဝရဲ့တက်တန်းတိုးနည်းပညာကိုလေ့လာဖို့အဓိကဖြစ်လာပါတယ်တင်ဤသတင်းကိုမကြားဘူးထင်ပါတယ်ရုရှားရဲ့အေးရဲလာတဲ့တောင်ထိပ်တစ်ခုမှာရေခဲတုံးအတွင်းမှာမျက်စိဖွင့်ထားတဲ့ငါးတွေကိုတွေ့ခဲ့တယ်အံ့အားသင့်စရာကတော့ငါးတွေကအသက်ရှိတုံးလို့ဆိုပါတယ်ဉာဏ်ကြီးတဘာဝကသူတို့ကိုတက်တန်းသိမ်းထားလိုက်ပါတယ်တဘာဝကိုလူသားတောင်မမီနိုင်ဘူးကြည့်ရှုနေသူတို့အားလုံးဒီအထူးဖြစ်ပျက်ကိုမျက်စိဖြင့်ကြည့်ရင်ခံစားကြရပါတယ်ပင်လယ်မရှိတဲ့နေရာမှာပင်လယ်ငါးတွေရှိနေတဲ့အာဖရိကတိုက်ထဲကတဲကန်နာရတောင်တန်းတစ်ခုမှာသုတေသနအဖွဲ့ကတဲပြင်အောက်မှာရေတဲလွှာတွေရှာဖွေနေစဉ်သူတို့တွေ့သမျှဟာမယုံနိုင်လောက်အောင်ထူးဆန်းပင်လယ်ငါးတွေများစွာကိုရေခဲပြီးသားအခြေအနေနဲ့တောင်အောက်မှာတွေ့ခဲ့ကြတယ်။တန်းနဲ့ချီတဲ့နှစ်များကြာခဲ့တဲ့သဘာဝအပြောင်းအလဲတွေအပေါ်မှာလေ့လာချက်များအရဒီဒေတာဟာထဲမှာပင်လယ်တစ်ခုရှိခဲ့တာဖြစ်ပြီးငါးတွေဟာအဲ့ဒီကရေနံချင်းလွှာထဲမှာတောင်ကြီးတင်တဲ့အထိနေရင်းခဲသွားတာဖြစ်တယ်လို့သိရပါတယ်။တဲကန်နာရထဲမှာပင်လယ်ငါးတွေကိုတွေ့ရမလားဒီအကြောင်းကိုမယုံနိုင်ပေမဲ့အဖြစ်ပြက်ကအမှန်ပါပဲအာဖရိကတောင်တန်းတစ်ခုမှာတူးလေငါးရုပ်ကျွန်းတွေတွေ့လာခဲ့ကြတယ်တစ်သားကောင်တွေပါတဲ့အဲ့ဒီငါးတွေကပင်လယ်ထဲကဝင်လာခဲ့တာလားတမိုင်းကမပြောနိုင်တဲ့လျှို့ဝှက်ချက်တစ်ခုကိုသိပ္ပံပညာရှင်တွေတောင်ချုပ်ချယ်နေကြရပါတယ်